ဒါပြီးတော့လုံးတာရီစပါအင်းကလေးကျွန်တော်တို့စိုက်ချောင်းနေတယ်အခုမနေ့တကနေရာတစ်ခုကိုကျွန်တော်ဆယ်လောက်လို့ပြောလိုက်ပါတယ်ဒီကကျွန်တော်တို့ဆယ်ကြီးကုန်ကြစရိတ်ကကြခဲ့စေငါသိန်းနဲ့တစ်ထောက်ပါရဆန်ကိုလူတန်းပြီးထားတယ်အတော့ဖွစီပြဆိုခဲ့ကျွန်တော်လေဝတီရာခိတာအတော့လေဝတီရာခိတာအတော့နေနဲ့ရှိုက်သိန်းကျကြပါတယ်နောက်တစ်ဖွဲ့ကဆိုခဲ့အခိုင်ပင်းနဲ့စကနိုင်မြို့နယ်မြို့ရှက်လူငယ်များပိုင်းတဲ့အတော့ကနေနာခနိုင်သိန်းနဲ့တစ်ထောက်စုပေါင်းကျွန်တော်စေငါသိန်းတစ်ထောက်ကြပါဒီကဆယ်တော့ဝေတော့တဲ့ဒါနဲ့39တောင်းလူကြခဲ့လူရကြအခလိုက်စေအင်ထောက်စု39စုရောစိုက်ဆောင်နေရောမှာကျွန်တော်တို့ဆယ်လက်လူဖိုက်ပါတယ်ကျွန်တော်တို့စေတနာအာရခပေသူအကျူပစီကန်နီနာကိုစားဒါလိုလူတဲ့ဖိုက်ပါတယ်အခုပိုင်းကိုကြီးထောက်ပံ့လူတဲ့ပြီးတယ်ကျွန်တော်တို့ဒီ45တွေလေးပဒီတိုင်းဒါတော့ခိုင်ပင်နေစေခနိုင်မြို့နေမြို့ရှိုင်လူငယ်များ brighter တော့လေညာကြီးလေးစားပြမြတ်ကြီးတော့ပါတယ်တော့လည်းပူပါတယ်မပါဘူးမပါနဲ့တော့ဘယ်လိုလဲ